အားလုံးပဲမင်္ဂလာပါရှင်။လာမယ့်ဧပြီလအတွင်းနမိတ်အစဆလုံးလေးများနဲ့ Horizon Plus ရေဒီယာလေးကိုဆီယမတက်ထုံးမှာတင်ပြပေးနေကြပုံစံလေးအတိုင်းပဲတင်ပြပေးတော့မှာဖြစ်ပါတယ်ရှင်။ဧပြီလထဲမှာဆိုရင်မြမရိုးရာနှစ်သက်ကိုအတားတကြအခါသမီးမြမရီရဲ့နှစ်သက်အခါသမီးဆိုတော့အားလုံးပဲမြမနှစ်သက်ကိုကာလလေးမှာစိတ်အေးချမ်းသာကိုလက်ကြည်သာကျမ်းမာချမ်းသာကြပါစေဆောင်ဆီယမမှာဆုတောင်းမြတ်တာပို့တာပေးလိုက်ရပါတယ်ထပ်မံပြီးတော့ပေါ့နော်။လာမယ့်ဧပြီလထဲမှာဆိုလို့ရှင်ကုံရာသီမှာပူးနေတဲ့ချိုးအပူးဖြစ်စဉ်လေးတွေကမယာသီကိုရွှေ့ပြောင်းသွားပြီမယာသီထဲမှာတော့ကြောက်ရတာအင်္ဂါစနေအပူးလေးရှိရင်နောက်တစ်ခုကပုဒ္ဒဝူးဂျုံနေဖြစ်နေတဲ့အပူးလေးရှိတယ်သူကလေးလပိုင်းရဲ့အစောပိုင်းကာလတွေမှာဆိုဂျိုလေးတွေကဒီတောက်ကြအပူးလေးတွေပါနေမယ်တနင်္ဂနွေအပူးလေးတွေပါနေမယ်ဒါလေးတွေရှိမယ်ပေါ့နော်အဲ့တော့သူ့ရဲ့ effect ကလေးတွေနဲ့ကဘာလေးတွေဖြစ်သွားမလဲပေါ့နော်ပထမဆုံးတည်းမှာတော့ဒီဟာပူးလေးတွေမှာတော့ match လထက်ကို April လထဲမှာပို့ပြီးတော့ကံကောင်းအကြောင်းလာခြင်းအဆင်ပြေခြင်းနည်းနည်းမတိမတာလေးတိုးတက်သွားတာလေးတွေဖြစ်သွားမယ်ပေါ့နော် match လထဲမှာထက်ကို April လထဲမှာတော့ဒါပေမဲ့သူစစ်ပတ်ဆိုင်ရာနဲ့ပတ်သက်တဲ့ကိစ္စရပ်တွေမှာတော့သူ့အနေနဲ့တော့သတိထားပေးရမှာရှိရယ်နောက်တစ်ချက်ကကြတော့သူကကြတော့မီးဘေးအန်နေနဲ့ပတ်သက်တာရယ်လေရင်နေလေချောင်းလန်းခီးသွားတာနဲ့ပတ်သက်တာမီးဘေးနဲ့ပတ်သက်တာတွေရယ်ဖုန်းအင်တာနက်ကုမ္ပဏီတွေဆက်သွယ်ရေးကုမ္ပဏီတွေလိုင်းကြတာဆက်သွယ်ရေးအောက်ကဲပဲချိုးတွေပြတ်တောက်တာလိုင်းကြတာဖုန်းအင်တာနက်ကုမ္ပဏီနေမှာနည်းနည်းပြဿနာရှိတာစာချုပ်စာတမ်းနဲ့စတော့ပြဿနာတွေတက်တာမျိုးလေးတွေနဲ့ရွှေစည်းနဲ့ပတ်သက်ပြီးမငြိမ်မသက်ကလေးထပ်မံပြီးဖြစ်နေတာဖြစ်မယ်ရွှေမြေနဲ့ပတ်သက်လို့သတိထားပေးရမယ်အမှုပညာလောကမှာအလှုပ်ခတ်ကလေးရှိနိုင်တယ်ဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စရက်ကလေးတွေမှာတော့အခြေငြိမ်သွားပြီလို့ပြောလို့ရတယ်ဟိုတလောကဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအထိမခံနိုင်ဘူးအမှားမခံနိုင်ဘူးလို့ပြောထားပေမဲ့အခုဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စရက်တွေမှာတော့အစင်ပြေသွားပြီပေါ့နော်ဟိုတလောကဆိုလဲဘာသာရေးဒီပြဿနာလေးဖြစ်သွားတိမ်ချောင်းတဲ့တို့ဒီရေပြဿနာလေးဒါလေးဖြစ်သွားတာရှိရပေါ့နော်အဲ့တော့ရွှေစေးစာချုပ်စာတမ်းကိစ္စတွေမှာအမှားမကန်ဖုန်းလက်တော့ကွန်ပျူတာအပြောက်ပြက်တွေရှိရယ်လေမြက်မီးလောင်ပြဿနာနဲ့စတော့ပြဿနာရှိနိုင်တယ်ပေါ့စတော့ကတော့နိုင်ငံရေးချားမှာလှုပ်တဲ့လူတွေအတွက်ပို့ပြီးတိတာထင်ရှားမှာပေါ့နော်ကောင်းသွားတာတစ်ချက်ကတော့ဝန်ထမ်းတွေအလုပ်ပြုတ်နေတဲ့ဝန်ထမ်းတွေကပ္ပရေးရမှာဝန်ထမ်းတွေကိုလေအလုပ်ဖြုတ်ထားတာတော့အုပ်စုလိုက်ကြီးဝန်ထမ်းတွေအလုပ်ပြုတ်ကြတာရှိလို့ရှိရင်သူတို့ဝန်ထမ်းတွေအလုပ်ပြန်ရနိုင်မယ်အလုပ်တွေကျင်းတွေပေါက်ပြန်ရမယ်ကိုဘက်ကနေပေါ်မှာတခုခုကြောင့်မလို့ပေါ့နော်အလုပ်ပြုတ်တာအလုပ်အပြောက်ပြက်တွေရှိရဆိုလို့ရှိရင်အဲ့ဒီဝန်ထမ်းတွေအလုပ်တွေပြန်ရမယ်အုပ်စုလိုက်ကြီးအလုပ်ပြန်ရမယ်ပေါ့နော်အဲ့ဒါလေးရှိပါတယ်အဲ့တော့နမဲအစစလုံးလေးနဲ့ပြောကြပေးပါရစေပထမဆုံးနမဲအစအခရာသမားလေးစုစီစောလာသမားလေးစုစီစောဆိုတော့စာလုံးရဲ့ပထမအုပ်စုလေးပေါ့နော်အဲ့ဒီနမဲအစအခရာပိုင်ရှင်လေးတွေအနေနဲ့မှာအရင်ဆုံးပြောချင်တာကတော့ဒီကျမ်းမာရေးနဲ့ဆေးရုံဆေးကန်းပြဿနာလေးတွေမတော်တဆပြဿနာလေးတွေမှာသတိထားပြီးနောက်ထပ်တစ်ချက်ကတော့ငွေကြေးနဲ့စီးပွားရေးပိုင်းဆိုင်ရာတော့အသင့်အတင့်ကောင်းမွန်မဲ့အနေထားရောက်လာပြီပညာရေးကိစ္စတွေရှိလို့ရှိရင်သားသမီးရေးရာကိစ္စတွေရှိရင်စိတ်နှလုံးပူပန်တာစာမေးပွဲရေးရာပညာရေးကိစ္စတွေရှိစိတ်ပူလောင်တော့ကရောက်ရတာမျိုးလေးတွေရှိတတ်တယ်အဲ့ဒါလေးတွေသတိထားပေးပါရရလေးတွေအနေနဲ့ကြောင်စာခွေးစာဒါနပြုလုပ်ပေးပါဇီးဖြော်ရည်ဇီးညောအိမ်ရဖေရမှာကတ်လူပူဇော်ပေးပါရှင်ကတ်လူတန်းပေးပါနောက်ထပ်နမဲအစအခရာအဘဝသမားလေးတွေပေါ့နော်အဘဝသမားလေးတွေအနေနဲ့အလုတ်ကိုင်နေနဲ့အလုတ်ကိုင်ကောင်းမွန်တာအဟောင်းပြုတ်ပြီးတော့အစ်စ်ပြောင်းသွားတာအလုံးနဲ့ပတ်သက်လို့ကံကောင်းခြင်းအစီအပြေခြင်းတွေရရှိရမျိုးရှိနေမယ်ခေါင်းရှုပ်စရာခေါင်းခဲစရာတွေကတော့ရှိနေမှာဖြစ်ပါတယ်နောက်တစ်ချက်ကတော့အီရန်နဲ့ပတ်သက်ပြီးတော့စစ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးအီရန်စစ်ကိစ္စတွေနဲ့ပတ်သက်ပြီးတော့လေသူ့ရဲ့ effect ကလေးတွေရှိနေနိုင်သေးတယ်ပေါ့နော်အားနဲ့စတဲ့နိုင်ငံတွေကလည်းသတိထားပေးအောင်ပါပဲဖြစ်ပါတယ်ဒါပေမဲ့တော့အားနဲ့ဆိုင်လူနေမဲ့အစရည်နဲ့အလုပ်ကိစ္စတွေမှာပြန်ပြီးတော့အဆင်ပြေလာခြင်းတွေဖြစ်ပေါ်လာပြီလို့ပြောလို့ရပါတယ်ရှင်။ရရရာလေးတွေအနေနဲ့ကတော့ခွေးစာဒါနပြုလုပ်ပေးတာနဲ့ငါးလွတ်ပေးတဲ့ရရရာလေးတွေပြုလုပ်ပေးလို့ရတယ်။အိမ်ရဖေရမှာကန္နမာပန်းကတ်လူပူဇော်ပေးရမျိုးလေးတွေပြုလုပ်ပေးလို့ရပါတယ်ရှင်။အာပတချိုက်ဝသမားလေးတွေပေါ့နော်။နောက်ထပ်နမဲအစအခရာကာကြီးစာလိုင်ငါသမားလေးတွေကံကောင်းလာပြီးအဆင်ပြေလာပြီးတပည့်လက်အောင်ငယ်သားဒုက္ခပေးနိုင်တာနဲ့ဆရာသမားအကြီးကဲကံမျိုးသတိထားပေးပါဆရာသမားအကြီးကဲကံဆိုတာဘာလဲဆိုတော့အလုပ်ထဲကကိုယ့်ဆရာအထက်လူကြီးအဲ့ဒါကြီးလည်းပါတယ်နော်အဲ့ဒီအပိုင်းလေးတွေမှာသတိထားပေးပါသူတို့အတွက်ကတော့ကောင်းမှုခြင်းတွေအဆင်ပြေခြင်းတွေစမဲ့ကာလလေးပဲဖြစ်ပါတယ်ရှင်
ရရလေးတွေအနေနဲ့မှာတော့ကာကြီးစလိန်ငါသမားလေးတွေအနေနဲ့မှာရရလေးအနေနဲ့ခွေးစာကျွေးပေးတာအိမ်ကဖေးရမှာဇီးဖြော်ရီကတ်လူပေးတာဇီးဖြော်ရီအလူဒဏ္ဍပြုလုပ်ပေးတာလေးတွေဆိုလို့ရှင်လည်းရပါတယ်ရှင်ပဲနို့ကတ်လူပေးတာပဲနို့အလူဒဏ္ဍပြုလုပ်ပေးတာဆိုလို့ရှင်လည်းရတယ်ကာကြီးစလိန်ငါသမားတွေအကောင်းဆုံးနေလာတော့မယ်နော် fighting လို့ပြောချင်ပါတယ်နောက်တဲ့နာမည်အစအခရာဟအခရာသမားလေးတွေဟအခရာသမားလေးတွေအနေနဲ့မှာငွေကြေးစီးပွားရေးဘိုင်းနဲ့မှာနဲ့အကုန်ကြတွေများတယ်အိမ်အစ်စ်ဝင်ငိမ့်ကျင်းတွေပေါက်ရှိရယ်နောက်တစ်ချက်ကအလုတ်နဲ့ပတ်သက်ပြီးအလုတ်အစ်စ်ရှာခြင်းအလုတ်အတွက်ကောင်းမွန်တဲ့ခွန်အားတွေနဲ့အလုတ်တစ်ရှာခြင်းတွေရှိမယ်ပေါ့နော်ဟာခရသမားလေးတွေရရလေးတွေအနေနဲ့ဘာလေးတွေပြုလုပ်ပေးရမလဲဆိုတော့ကြောင်စာခွေးစာဌာနပြုလုပ်ပေးပါအိမ်ရဗျာမှာနှင်းစီပန်းအနီတို့မအဝါလေးတွေကတ်လူပူဇော်ပြီးလို့ရပါတယ်ရှင်ဟာအခရာသမားလေးတွေအနေနဲ့မှာတော့ပတ်စံတော့အကုန်ကြအကုန်ပေါက်အရင်များပြီးတော့စာချုပ်စာတမ်းပြဿနာရှိတတ်တယ်အဲ့ဒါလေးကတော့သတိထားပေးရမှာဖြစ်ပါတယ်ရှင်အထူးသဖြင့်အကြီးကဲတွေနဲ့ချုပ်တဲ့စာချုပ်စာတမ်းတွေမှာသတိထားပေးပါလို့ပြောကြားပေးလိုပါတယ်ရှင်မအခရာသမားလေးနော်မအခရာသမားလေးအနေနဲ့မှာပြီးခဲ့တဲ့မက်ရှာတော့တော်တော်ညံ့သွားရလို့ကြားတယ်ကျမ်းမာရေးစီးပွားရေးလူမှုရေးအိမ်အောင်ဘက်နဲ့ပတ်သက်ပြီးသွားလို့ရှင်ပူလောင်တော့ကလေးတွေရောက်သွားတတ်တာမျိုးလေးရှိရဲ့အတိမအခရာသမားဆိုချော်လဲဒူးပြဲတာတို့သူတို့အတွဲအစင်မပြေရတော့အဲ့လိုတွေဖြစ်သွားတယ်ရရတွေကတော့ငားလွတ်ပေးရမှာရှိမယ်နောက်အိမ်ရဖေးရမှာဖြုံရိုးစွန်းလေးတတိစွန်းတောက်တော်ရည်လေးတွေကပ်ပေးပါလို့ပြောချင်တယ်နောက်ထပ်နာမည်အစအခရာထဝယ်မဲ့ပါဆောင်တရပင်ဟတ်ထုံးလေးနဲ့စတဲ့သူလေးတွေအဲ့ဒီနာမည်အစအခရာသမားလေး relationship ပြဿနာဖြစ်နိုင်တဲ့အပေါင်းအသင်းမိတ်ဆွေစက်တူရှယ်ရိုင်းနဲ့ပတ်သက်ပြီးလှုပ်တဲ့ကိစ္စတွေမှာစက်တူရှယ်ကပါတနာခွဲကိစ္စတွေဖြစ်နိုင်တယ်နောက်ထပ်တစ်ချက်ကတော့ခရီးသွားပေးတာကိုသတိထားပေးပါခရီးသွားတာလေနဲ့ပြောမယ်ခရီးသွားတွေဆိုလို့ရှိရင်ဂယူးဆိုင်ပေးရမယ်နောက်ထပ်တစ်ခုကစာချုပ်စာတမ်းအမှားပြဿနာလေးပေါ်တတ်တယ်ရရလေးတွေအနေနဲ့ကတော့တောက်တော်ရည်တတိဆိုရေအလူလန်တရအလူလွန်းတွေအများသောအဖြစ်ပြုလုပ်ပေးပါအချိန်နည်းရက်တွေမလုံဒီအလူလောက်ဆိုဒါလောက်ပဲရရရဲလို့လည်းမတတ်မှတ်နဲ့ပေါ့နော်နာကြီးလည်းပါရနော်ပါဆောက်တရပေးဟတ်ထိုးထောက်ဝယ်မဲ့နာကြီးပေါ့နော်နောက်ထပ်နာမည်အစအခရာရားကောက်တောင်ဝဲမှုသမားလေးတွေရားကောက်တောင်ဝဲမှုသမားလေးတွေအနေနဲ့မှာတော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးသွားလို့ရှင်လည်းအခက်ခဲလေးတွေဖြစ်တတ်တာမျိုးလေးတွေရှိတယ်ရားကောက်တောင်ဝဲမှုသမားလေးတွေကျမ်းမာရေးကိစ္စရက်ကလေးတွေမှာတတိထားပေးဆရာကောင်းသမားကောင်းကန်ရမယ်စမွေးဖြည့်တရားရှိရလို့လေအခက်ခဲတွေကြားထဲကနေပြီးတော့မှအောင်မြင်သွားမယ်အပိုလက်လာပါတော့လက်ပိတ်နေတတ်တာမျိုးလေးရှိတယ်နေမကောင်းထိုင်မကောင်းအဖျားနာလေးတွေရှိတတ်တယ်ရရလေးတွေအနေနဲ့အိမ်ရဖေးရမှာအောင်တပေနဲ့စပယ်ပန်လေးကတ်လူပူဇော်ပေးပါရှင်နောက်ထပ်နာမည်အစအခရာနားငယ်ရပ်ပလက်သမားလေးပေါ့နော်နားငယ်ရပ်ပလက်သမားလေးတာသမီအတွက်အပူတော့ကရှိတယ်အိုးအိမ်နဲ့ပတ်သက်လို့အလုံးနဲ့ပတ်သက်လို့အဆင်မပြေသေးဘူးအိုးအိမ်ကိစ္စတွေရောအလုပ်ကိစ္စတွေမှာအဆင်မပြေသေးဘူးကျန်တာတော့သူကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့အရန်အစိုးရတော့မဟုတ်ဘူးသူကလည်းတကယ်ဟိုမှာကတ်အညံ့နေရနေပေါ်မှာလူးလဲထားခဲ့ရတဲ့အခရာအစပိုင်ရှင်လေးတွေပဲเนาะနားငယ်ရပလက်သမားလေးအိမ်ရဖရာကိုထီးပြူသို့မဟုတ်ရွှေချီးလေးမို့ပေးရှေးအလူလေးတွေမကြခဏပြုလုပ်ပေးပါနောက်ထပ်နာမည်အစအခရာတောက်ချိုက်ဘာကုံဖောက်ထုတ်တဲ့နာမည်အစအခရာစတဲ့သူလေးတောက်ချိုက်ဘာကုံဖောက်ထုတ်တဲ့နာမည်အစအခရာစတဲ့သူလေးတွေမှာတော့ဆရာသမားကတပည့်ကအញ្ញမ်းရှိရဲ့နောက်တစ်ချက်ကအလုတ်ထဲမှာရန်ပေါ်တတ်တာဒေါသပေါ်တတ်တာမျိုးလေးတွေရှိတတ်တယ်စာချုပ်စာတမ်းနဲ့ပတ်သက်လို့အိုးအိမ်နဲ့ပတ်သက်တဲ့စာချုပ်စာတမ်းကိစ္စရက်တွေမှာသတိထားပေးရမှာလေးတွေရှိတယ်အမားလေးတွေပေါ်သွားတတ်တယ်ပေါ့နော်ရတရားလေးတွေအနေနဲ့မှာတော့သူတို့ကဒီချိန်ကကန်ကောင်းနေတဲ့အချိန်လေးဖြစ်တယ်အញ្ញမ်းတော့တိတ်တော့မရှိအဲ့တော့ပိုကောင်းအောင်မလုပ်မလဲဆိုဘာသာရေးပြင်းပြပြုလုပ်ပေးပရိစိတ်ပေးတာတွေပြုလုပ်ပေးပါနောက်တစ်ချက်ကတော့အိမ်ရဘေးကမှာဇီးညွတ်ဓမ္မမွေဇော်စိမ့်လေးရဲ့မေမြို့ပန်းလေးရဲ့တွဲဆက်ပြီးလှူပေးပါရှင်နောက်ထပ်နာမည်အစအခရာခါကွေးရဲ့ဇာကွဲရဲ့ခန်းငယ်အခရာလေးတွေနဲ့စတဲ့သူလေးတွေဘာဖြစ်နေပြီလဲကောင်းနေပြီညီကိုမောင်သမဆွေမျိုးသားချင်းနဲ့ no ပြဿနာတက်တယ်ပတ်စံအလိန်ညာခိုးခံရတာရင်အလုတ်ကိစ္စအချင်းပြက်တာမျိုးအလုတ်အသစ်ဆလို့ရတာမျိုးရှိအရန်ကောင်းလို့မဲ့အချိန်ရောက်နေပြီเนาะခဏလေး fighting မှာလို့ပြောခြင်းတယ်เนาะရရလေးတွေအနေနဲ့ကတော့အလှလုပ်ပေးပေါ့ပတ်စံတော့အလင်ခံခဲ့ရှိအလှလုပ်ထားတော့တတ်တာပေါ့နောက်တစ်ခါအိမ်နဲ့ပတ်သက်တဲ့စာချုပ်စာတမ်းကိစ္စအမှားယွင်းနေပါတတ်တယ်ရတရားလေးတွေအနေနဲ့မှာတော့ရေအလှပြုလုပ်ပေးအိမ်ရဖေးကိုထီးပြူတယ်ရွှေထီးရယ်ခုနှစ်လက်ကပ်ပေးထားလိုက်ပါ
ရွှေကြီးခုနှစ်လက်ဆိုရင်တော့ပို့ပြီးကောင်းတယ်တစ်သီးဆုံးမကြခဏကပ်ပေးပါနောက်ထပ်နမိတ်အစအခရာတအခရာနဲ့စတဲ့သူလေးတွေအဲ့ဒီအခရာသမားပိုင်ရှင်လေးတွေအညံ့ရှိတယ်ကျမကြီးလူမှုရေးစီးပွားရေးအညံ့လေးရှိနေတော့အကောင့်လေးရလည်းဝင်မင်းပြီးသားသမီးအတွက်ရည်စူးထားတဲ့ကိစ္စရပ်တွေရှိရင်အဆင်ပြေမယ်ဥမာငါသားသမီးဘယ်ကြောင်းတက်ရမယ်ငါသားသမီးနိုင်ငံခြားရောက်တက်ရမယ်ငါသားသမီးလေးဘာကြောင်းတက်ရမယ်ဘာညာအဲ့လိုမျိုးလေးတွေနဲ့နောက်တစ်ခုကပညာရေးဆိုင်ရာပွဲတူးကုန်တွေရတတ်တာမျိုးလေးတွေရှိရင်ငွေကြေးစီးပွားရေးကန်တရားပိုင်းတွေမှာကံကောင်းခြင်းအဆင်ပြေခြင်းတွေကတော့တဖြည်းဖြည်းနဲ့ဖြစ်ပြီး relationship အိမ်တော်ရေးလူမှုရေးပိုင်းမှာမကောင်းသေးဘူးကြံတဲ့ကိစ္စတွေမှာအကောင်းဘက်တွေလာပြီးတိုးတော်လဲအနေရများတဲ့ကာလာလေးဖြစ်တယ်တတိတာအနေရများဆိုငွေကြေးနဲ့အလုပ်အတွက်နည်းနည်းအနေရများသေးတယ်လို့ပြောတာအဲ့ဒါပဲရတရားလေးအနေနဲ့အိမ်ရဖေးရမှာလီလီပန်းဓမ္မမွေဒိုင်းညွတ်သွမှုစပယ်ပန်းတို့ခန်းငေါ်ညွတ်ခန်းငေါ်ပန်းလေးတို့ကတ်လူပူဇော်ပေးလို့ရပါတယ်နောက်ထပ်နာမည်အစအခရာအရေးအကြီးဆုံးပေါ့နော်ဆီယမတို့လိုထပ်စင်တို့ဓာတွေစလုံးဒုတိယအုပ်စုစန်ဒရာစိန်စလုံးရေးတည်တင်စိန်စန်ဒါအဲ့ဒီစာလုံးဒုတိယအုပ်စုတွေမှာစာလုံးကိုတေးတင်တို့နတ်တက်တို့မတ်တက်တို့နဲ့တွားတဲ့လူတွေနဲ့ဆန်ဒရာတို့ဘာလို့ပေါ့နော်အဲ့ဒီအုပ်စုတွေနဲ့စီပါတယ်နော်စီပါတယ်စာလုံးညက်တဲ့စီပါတယ်ပြီးသွားလို့ရှိရင်ဓာတွေညအခရာစားမြင်ဆွဲထက်စင်တို့နဲ့ဆိုင်ရအကုန်ပါတယ်။ဘာဖြစ်နေပြီလဲအညံ့နေရနေအနည်းဆုံးကြီးကနေကြော်လောက်လာပြီ။ဒါပေမဲ့80ရာခိုင်နှုန်းအညံ့ရှိသေးတယ်။ fighting 3ဒါကောင်းတာတော့သူကအလုတ်နဲ့အိုးအိမ်အစ်စ်ပိုင်ဆိုင်ခင်းရှိရဲ့အလုတ်ရခင်းရှိရဲ့အလုတ်ထဲမှာရာတို့လာစားတိုးခင်းရှိကျန်တဲ့ဥစ္စာအနေပတ်ပတ်လဲဝိုင်းနေသေးငါလွတ်ပေးပါအဲ့ဒါလေးပြုလုပ်ပေးလိုက်ပါအိမ်ကဖေးမှာစပယ်ပန်းမဖြစ်မနေကတ်လို့ပူဇော်ပေးလိုက်ပါဘယ်ဖေးမှာပဲဖြစ်အလူပေးလုပ်လို့ရတယ်မနက်ပိုင်းလေးဆိုပိုကောင်းတယ်ပေါ့နော်ကဲအဲ့ဒါလေးပြုလုပ်ပြီးတော့ဆီယမစီမှာညံပူဇော်ကမတက်နိုင်ဘူးဆိုတဲ့သူတွေလည်းဒီဟောစတဲ့ရတရားလေးကိုနားဆင်ပြီးတော့မိမိတို့ရဲ့ဟာလာရတရားလေးတွေတက်ဆိုင်ရာနာမည်အစအခရာစလုံးလိုက်စောင့်ရင်ရှောင်ရင်လေးတွေတည်ရတာပေါ့နော်အားလုံးပဲမြမနှစ်တစ်ကိုတာတကြံကာလမှာပျော်ရွှင်ကျမ်းမာချမ်းသာဘေးပြဝေးကွာကြပါစေလို့ဆီယမထက်ထွန်းအားလေးဆုတောင်းမြတ်တာပို့တာပေးလိုက်ရပါတယ်ရှင်